အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးချင်တာတော့ဗောနော်ကျွန်တော်ဒီ9ရက်မြောက်နေ့ပုံမြင်ဖြတ်ပြီးတော့လေဒီပုံမြင်နေဆက်ထွက်တာဗောနော်ဘာကြောင့်ထွက်တာလဲဗောနော်ကျွန်တော်အဲ့အကြောင်းအရာတွေကိုကျွန်တော်အတွေ့အကြုံရမျှဝေပေးမှာဖြစ်ပါတယ်ခုကျွန်တော်တို့ဒါ9ရက်မြောက်နေ့ကျွန်တော်တို့ပုံမြင်ကတော့ဖြတ်ပြီးသွားပြီဒါပေမဲ့ခုနပြောလို့ပုံမြင်တွေကဖြတ်ပြီးတော့လေဒီအမြင်တွေကဆက်ပြီးတော့ပို့ပြီးတော့ထွက်လာတာဗောနော်ဒါ9ရက်မြောက်နေ့ပုံမြင်ဖြတ်ပြီးတော့လေဒီပုံမြင်တွေဆက်ပြီးတော့ထွက်တာဗောနော်အဲ့ဒါကိုဘာကြောင့်ထွက်တာလဲဗောနော်အဲ့ဒါကိုကျွန်တော်အတွေ့အကြုံရဘယ်လိုဖြည့်ရှင်းရမလဲဆိုတာမျှဝေပြီးမှဖြစ်ပါတယ်ချုပ်ကျွန်တော်ကွန်မန်းကနေပဲကျွန်တော်ကိုဟောနော် Messenger ဖြစ်တော့ကောမေးထားတဲ့မိတ်ဆွေတွေလည်းအခါတဲ့ဒီဗီဒီယိုလေးအဖြစ်ဟောနော်ဘူးတွေ့ရမယ်လို့မျှော်လင့်ပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒါ9ရက်မြောင်းနေမှုမြင်ကဖြတ်ပြီးသွားပြီဒါပေမဲ့မှုမြင်ထွက်တာဘာကြောင့်လဲဆိုတော့ဥပမာကျွန်တော်တို့နေဘက်မှာဆိုရင်ကျွန်တော်ဒီလိုမျိုးကဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ဖြစ်ခဲတယ်ပေါ့ဘာလို့ကျွန်တော်တို့ကဒီနေဘက်မှာဆိုရင်ယာတူလူကမိုးရွာများသောဖြင့်မိုးရွာလိုက်နေပြန်ထွက်လိုက်ဆိုတော့အဆင်ပြေတယ်ခုရန်ကုန်ယာတူဥကြတော့မိုးကနေတိုင်းလိုရွာတယ်အလင်းမရတာပေါ့နော်အဓိကပြဿနာအလင်းမရတာအဲ့ကြတော့ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်တို့ကဒီမှုမြင်ဖြတ်ပြီးတော့ဆက်ထွက်တဲ့အရာတွေကိုမှုတည်ဖြစ်ဖို့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အလင်းလိုအပ်တာအဓိကတော့အလင်းလိုအပ်တာပေါ့နော်အလင်းလိုအပ်တာဖြစ်ပါတယ်အလင်းလိုအချင်းဖြစ်ပါတယ်အဲ့ကြောင့်ကျွန်တော်တို့ကဒီမှုမြင်ဖြတ်ပြီးကိုဒီကျွန်တော်တို့ဒီအမြင်တွေဆက်လက်ပြီးတော့တည်ဖြစ်ဖို့ပေါ့နော်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်အလင်းပေးရမှာပေါ့နော်ကျွန်တော်တို့ဒါယုံနဲ့ဆိုရင်တော့ကျွန်တော်တို့ခုနပြောလို့ယုံဆိုရင်ကျွန်တော်မိုးကအလုံးပိတ်ထားတယ်ရန်ကုန်မြို့ကဒီမိုးတွင်းကနေတိုင်းလူမိုးလေးရွာတယ်အမှောင်လဲအလင်းသိမ့်များဘူးပေါ့နော်အလင်းသိမ့်များဘူးမိုးကအလုံးပိတ်ထားမယ်ဆိုရင်မှောင်နေတဲ့အတွက်မှုမြင်တွေကတော့ဆက်ထွက်မှာအဲ့ကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်ဘယ်လိုလုပ်ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကတော့ခုနမိုးကောက်ကိုကျွန်တော်တို့ကတင်လိုက်တယ်မိုးကတင်ပြီးတော့ဒီမိုးကရဲ့အတွင်းဘက်ကနေကျွန်တော်ဒီ plastic အကြည့်ကိုကျွန်တော်ဆက်ရလိုက်တယ် plastic အကြည့်ကိုကျွန်တော်ဒါပြန်ပြီးတော့အတွင်းထဲကနေကျွန်တော်တစ်ထပ်ပေါ့နော်အပြင်ကမိုးကအမဲကိုကျွန်တော်တို့ကအပေါ်လိတ်တင်ပြီးတော့အတွင်းထဲကိုကျွန်တော်တို့ကအကြည့်လေးပြန်ကာလိုက်တယ်ကာလိုက်တော့ဘာဖြစ်လို့ဆိုတော့ခုနလေခုနပြောလို့ကတော့လေလဲအပူလဲအလုံးပြီးသားဖြစ်တယ်လို့နောက်တစ်ခုကဘာလို့ဆိုတော့ကျွန်တော်အလင်းရရှိတာပေါ့နော်အခုဆိုကျွန်တော်ခုနကကျွန်တော်ဒီတော့ဝင်လာတော့တော်တော်မဲတယ်မဲတော့ဆိုကိုမိုးကလေးလိမ့်တင်ပြီးတော့ကျွန်တော်ဒီ plastic အကြည့်လေးကိုကျွန်တော်ကကာလိုက်တယ်ပေါ့နော်အလင်းလေးရအောင်လို့ကာလိုက်တော့ပထမမနေ့ကဆိုအမြင်နဲ့ဒီတက်ကိုများတယ်အမြင်နဲ့များတယ်အခုဆိုကျွန်တော်အလင်းလေးပေးတယ်လေလဲကျွန်တော်တနာကြီးကျော်လောက်လေပေးတယ်လေပေးပြီးတော့အခုအလင်းလေးလည်းရအောင်ကျွန်တော်ပေးရှိခြင်းအားပြီးဒီမှာအခုအမြင်လေးတွေကနေအခုဒါမနေ့ကဆိုကျွန်တော်တို့ဒါအလုံးလေးတွေတိတ်မမြင်အောင်အခုအမြင်လေးတွေကနေပြီးအခုကျွန်တော်တို့ဒီမှာဒါလေးဆိုတစကွဲစစ်လေးတွေစတွေ့ပြီနော်ဒါအမြင်လေးတွေလည်းအလင်းရရှိတဲ့အတွက်အဖြည်းဖြည်းနဲ့ပြန်ပြတ်သွားတယ်နော်ပြတ်ပြီးတော့ကျွန်တော်တို့ဒါအလုံးလေးတတိလေးတွေစမြင်ရတာဖြစ်ပါတယ်ဒါလည်းဆိုရင်ကျွန်တော်တို့စပြီးတော့ဒီမှာတတိလေးတွေတော့စမြင်ရတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒါဗီဒါစိုင်နီးပေါ့ကျွန်တော်ကကျွန်တော်စိုင်နီးကိုဆက်လက်ပြီးတော့ဒါမျှဝေပေးခြင်းဖြစ်ပါတယ်နော်တချို့တချို့ကဒီလိုမျိုးကြုံရင်မှကြုံမှာပေါ့နော်ဒါပေမဲ့ကြုံနေကျွန်တော်မိတ်ဆွေတွေချုပ်မေးတာပေါ့နော်ဒီမှုမြင်ဖြတ်ပြီးတော့လေဒီမှုမြင်တွေဘာကြောင့်ဆက်ထွက်တာလဲပေါ့နော်အလုံးမဖြစ်ခနဲ့အဓိကတော့ဘာလို့မှုမြင်ဖြတ်ပြီးတော့လေဘာကြောင့်ဒီပေါ့နော်အလုံးမဖြစ်သေးတာလဲဆိုခုနပြောလို့ကျွန်တော်တို့ဒီရန်ကုန်ဆိုရင်တော့မိုးတွင်းဆိုတော့ခုနပြောလို့နေတိုင်းလိုမိုးကရွာတော့အလင်းလိုအပ်တယ်အလင်းလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအလင်းလေပေးမယ်လေကတော့ခုနတရက်ကိုတနာရီလောက်ပေးပြီပါခုဒီမှာလေလဲလိုအပ်တယ်နော်လေလဲတနာရီလောက်ပေးမယ်လေပေးပြီးတော့ခုနပြောလို့ဒီဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိုးကောက်ကိုလန်ပြီးတော့ဒီ plastic လေးနဲ့ပေါ့နော် plastic အချီလေးနဲ့ထားနိုင်ပို့ဆင်ပြေပါပေါ့နော်နေကိုဒါပေမဲ့ခုနကနေထွက်ရင်တော့ကျွန်တော်တို့နေထွက်ရင်တော့ကျွန်တော်နေပူမှာဆိုတဲ့အတွက်မိုးကတော့ပြန်ချပြီပေါ့နော်တကယ်လို့မိုးအုပ်တယ်ဆိုရင်ကျွန်တော်တို့မိုးကောက်ကိုဖယ်မယ်ဖယ်ပြီးတော့ဒီ plastic အချီလေးတွေနဲ့ကာပေးထားမယ်ဆိုရင်ကျွန်တော်တို့ဒီမှုမြင်ပြတ်တာကိုကျွန်တော်တို့တွေးရှိမှဖြစ်ပါတယ်နော်ဘာလို့ကျွန်တော်တို့မှုမြင်ဖြတ်ပြီးတော့လဲအမြင်နဲ့တည်းမှုမြင်နဲ့ဆက်ပြီးတော့ထွက်လာတယ်ဆိုရင်ကျွန်တော်အဲ့လိုနီးနဲ့ဖြည့်ရှင်းလို့ရပါတယ်တကယ်လို့ကျွန်တော်ဒီမိုးကကျွန်တော်ဗနေရက်မြောက်လို့ဆိုရင်ကျွန်တော်ဒါဖြစ်မှာပေါ့နော်9ရက်မြောက်ပေါ့နော်9ရက်မြောက်လေးပေးခြင်းဖြစ်ပါတယ်ဒါ9ရက်မြောက်ဖြစ်ပါတယ်9ရက်မြောက်ကိုလေးပေးရင်လည်းဒီမှုတည်းအမှုမြင်တွေကဆက်လက်ပြီးထွက်လာလို့ပေါ့နော်မှုမြင်နဲ့အများကြီးထွက်လာတယ်ဒါကြောင့်ဒီမှုမြင်ပြက်အောင်လို့ကျွန်တော်တို့ကတော့ခုနပြောလို့လေးပေးတယ်လေးပေးပြီးတော့ကျွန်တော်တို့ဒီအတွင်းကနေကျွန်တော်တို့ plastic အချီကိုကာပေးခြင်းဖြစ်ပါတယ်ဒါ plastic အချီကိုကျွန်တော်အတွင်းကနေကာပေးထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုအမြင်လေးတွေပြက်သွားမှတဖြည်းဖြည်းနဲ့တော့လေလဲရမယ်အလင်းလဲရမယ်ဆိုရင်ဒီကျွန်တော်တို့ဒီအမြင်လေးတာဘာဖြစ်သွားမလဲဆိုရင်အလုံးတဒေလေးတွေဖြစ်လာမှာနော်
ဟုတ်ကျွန်တော်9ရက်မြောက်နေ့မှာကျွန်တော်ဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ခုနပြောလို့တချို့တွေကဒီမုံမြင်ဖြတ်ပြီးတော့လဲမုံမြင်နေဆက်ဆက်ထွက်တာပေါ့နော်မို့အလုံးမဖြစ်ပဲနဲ့ဆက်ဆက်ထွက်တယ်ဆိုတော့မိကုန်းတွေမေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်ဒါဓာတ်ရိုက်မျှဝေပေးခြင်းဖြစ်ပါတယ်အမြင်လေးတွေကိုကျွန်တော်ဘယ်လိုဖြည့်ရှင်းလို့ရမလဲဆိုရင်ကျွန်တော်တို့ဘောင်ကစိုးနေသေးတယ်ဆိုရင်ရေမလောင်းဘဲနဲ့ပေါ့နော်လေပေးမယ်လေပေးပြီးတော့ခုနပြောလို့ကျွန်တော်အလင်းအောင်ရရှိအောင်လို့ပေါ့နော်ဒီ plastic အကြည်လေးတဲ့အတွင်းကနေကာပေးပြီးတော့ကျွန်တော်တနေကုန်ပေးထားလို့အဆင်ပြေပါတယ်ဟုတ်။ပေါင်ရန်ကုန်မှာတရားမိုးနေတိုင်းရွာတယ်ဖြစ်တဲ့အတွက်အမောင်းနေတဲ့အတွက်အမြင်နေရပဲဆက်ဆက်ထွက်နေတာဖြစ်ပါတယ်။ဟုတ်ဒါကြောင့်မလို့ကျွန်တော်အားပေးချင်တာတော့ဒီလိုမှုံမြင်ဖြတ်ပြီးတော့လည်းအမြင်နေဆက်ဆက်ထွက်နေမယ်ဟေ့ဆိုရင်ခုနပြောသူပေါ့နော်ဒီမိုးကရဲ့အတွင်းထဲကနေပြီးတော့ဒီလို plastic အကြည်လေးတွေကာမယ်ကာပြီးမိုးကောက်လှန်ပေးမယ်ဒီအခန်းထဲမှာအလင်းအောင်နေလုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ခုနပြောလို့ပါနော်ကျွန်တော်တို့ခုနပြောသလိုကျွန်တော်တို့ဒီအမြင်လေးတွေပြတ်ပြီးတော့ဒေလေးတွေတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်မနေ့ကဆိုကျွန်တော်တို့ဒီ plastic အကြီးလေးပေးတော့ကဆိုရင်ကျွန်တော်တို့ plastic အကြီးအတွင်းထဲမှာမကာခင်တော့ကဆိုရင်မနေ့ကဆိုရင်ကျွန်တော်တို့ကလေးပေးတော့ကဆိုရင်ဒီအမြင်လေးကြီးပဲဒီဒေလေးတွေတော့ဒါအခုမှဒါအမြင်လေးပြတ်ပြီးတော့ဒေလေးစဖြစ်လာနော်ဒါအခုမှဒါဒေလေးစပြီးတော့အမြင်လေးပြတ်ပြီးတော့ဒေလေးဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအခန်းထဲမှာရမ်းမောင်နေအမြင်တွေပဲဖြစ်နေမယ်ဟေ့ဆိုရင်ခုနပြောလို့ပေါ့နော်ကျွန်တော်တို့အတွင်းထဲကနေပြီးတော့ plastic အချီလေးတစ်ထက်ကာပေးပြီးအလင်းလေးပေးခြင်းအဖြစ်ပို့ပြီးအဆင်ပြေမယ်လို့မျှဝေပေးချင်တာဖြစ်ပါတယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကိုကြည့်ရှုတဲ့သူတွေရောနောက်မှကြည့်ရှုတဲ့သူတွေရောအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဒီနေ့ကတော့ကျွန်တော်ဒါကျွန်တော်မျှဝေပေးချင်တာတော့ဒီအမြင်လေးမှုံမြင်ဖြတ်ပြီးတော့လည်းအမြင်လေးဆက်ဆက်ထွက်တာကိုဘယ်လိုဖြည့်ရှင်းရမလဲပေါ့နော်ကျွန်တော်အတွေ့အကြုံရမျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်တကယ်လို့ဆက်လက်ပြီးမေးခြင်းလည်းရင်ကျွန်တော်တို့ဒီpage ကနေ messenger ဖြစ်တော့လကောင်းကျွန်တော်တို့ comment ဖြစ်တော့လကောင်းမေးမြန်းနိုင်ပါတယ်ဟုတ်ဘာဖုန်းဆက်သွယ်မေးမြန်းမှဆိုရင်39 903 3139 903ကိုဖုန်းဆက်သွယ်ပြီးတော့မေးမြန်းလို့လည်းရပါတယ်39 903 3139 903ကိုဆက်သွယ်လို့ရပါတယ်ဟုတ်စိတ်ဝင်စားလို့ရန်ကုန်ရောက်ရင်လာကြည့်မယ်နော်တဲ့ဟုတ်ကဲ့ပါဦးမြတ်ဆွေဟုတ်ကြိုးစားပါတယ်ဗျာဟုတ်ကဲ့ပါဟုတ်ဦးမြတ်ဆွေရန်ကုန်ရောက်ရင်ဟုတ်ကဲ့ပါဖုန်းဆက်လိုက်ပါကျွန်တော်တို့ဖုန်းဆက်လို့ကျွန်တော်တို့ဒီကြိုးစားပါတယ်နော်ဖုန်းလေးဆက်ပေးပါနော်ကျွန်တော်တို့ဖုန်းဆက်ပေးဖုန်းလေးကြိုပြီးတော့ဆက်ပေးပါနော်ဟုတ်ကဲ့ဦးမြတ်ဆွေဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဖုန်းဆက်ပြီးတော့လည်းမေးမြန်းလို့ရတယ်လို့ရန်ကုန်ရောက်ရင်လည်းလာပြီးတော့ကျွန်တော်တို့ဝင်ရောက်လေးလာလို့လည်းရပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်